တက္ကသိုလ်မှာကျောင်းတက်မဲ့ကောင်မလေးကြောင်းပြောပြမှာဖြစ်ပါတယ်အမေရဲ့သမီးသွားပြီနော်အေးကသမီးလမ်းမကြီးဆိုင်အောင်နော်ယူအမေတို့စိတ်မပူနဲ့ရတယ်ရွာဆိုတော့မျိုးဆိုတော့နည်းနည်းတော့အနေရှိရတမီးရဲ့တမီးတွေအမေတို့လေးလွမ်းနေဆိုရင်ဖုန်းလေးပဲခေါ်လိုက်နော်အမေမရှိနော်ဟုတ်ကဲ့ပါအမေရဲ့ဟာသမီးနာချင်းနေနော်လမ်းမကြီးဆိုင်အောင်နော်တန်ကြောင်းနဲ့မတန်ကြောင်းလိုက်ဖို့ကန်တာနော်ဟုတ်ကဲ့ဟေးဟိုပါလေအဲ့ချယ်ရီနဲ့ချယ်ရီလာသွားမယ်ငါတို့ကကားကိုရှိကုန်နေဟာအမေသမီးတော့ပြီနော်အေးငါသမီးသေးချာရဲမေဖဖကနေတော့ပါလိတော့โอเคဟာလေငါခဏမမေအဖေနဲ့အမေရောမအဖေတော့မရောဖြစ်တယ်သမီးရဲ့မောင်လေးညီမလေးအဖေရောအေးနင်းတို့ရဲ့မောင်လေးညီမလေးအဖေရလေမာလေးနင်းရဲ့အဖေရကြောင့်မှတယ်တော့နင်းရဲ့မောင်ညီမရအဲ့နေရငါပြီးမှပြလိုက်မယ်သမီးရဲ့ဟုတ်ကဲ့ခုငါလည်းသွားအောင်မယ်တန်เจ้าရေငါသွားမယ်နေအောင်နင်းသိလားဟာကွာနင်းသွားမယ်နေအောင်ငါသိလေအေးအဲ့နေအောင်ငါ့လိုက်ပို့ပြီနော်ငါအထုတ်တီချလာအောင်မယ်အထုတ်တွေချလာအောင်မဖြစ်အထုတ်တွေကိုတင်လိုက်အောင်။နောက်ရင်ငါထုတ်တွေတင်ပြီးလာတော့โอเคမင်းခင်းရတော့ကွာတတ်လေတန်းကြောင့်နင်းလေးရွာရောနေမြို့ရောသွားတဲ့လားအမြဲတမ်းငါဘာအမြဲတမ်းငါဘာမှလိုက်ဖို့နေလဲနေစဉ်းစားကြည့်လေငါဘယ်နေအောင်လိုက်ဖို့နေသွားလဲနေပါသိလို့လဲဟမ်ငါရဲ့မျိုးသားကျန်လူတိုင်းငါလိုက်ဖို့နေရတာမင်းပါတိလို့ဟဲ့တန်ချောင်းရဲ့ချက်သီးကိုပါကြောကုန်ပြီဟာတိရဆမ်စနဲ့စနေ 2 hours later ငါသွားမယ်ကြောင်မရောက်သေးဘူးလားဟဲ့နင်းတောင်းမယ်ကြောင်အဝေးကြီးပဲနော်ရွာနဲ့ဆိုရင်တော်ဝေးอ่ะနော်နင်းမတူလို့ငါတို့ဆိုရင်တွားနေတာလာနေတာငါတိရအမလီဟဲ့ဒါလေးပဲပြောတာကြီးကြဲနဲ့မပြောလိုက်ငါလိုက်ဖို့ပေးညာနော်ငါလိုက်ဖို့ပေးညာနော်ဒီပါဟဲ့နေရာမှာဆောင်းဝေးလာနေတာတော့ငါလည်းမသိဘူးငါလည်းမတင်ဘူးဟာနော်နေတယောက်ထဲအိမ်မှာရှိမှတချို့ရတောင်းတာရအောင်ဘူးလာငါဒီမှာရပ်ပေးခဲ့မှာဆင်းလို့နေတော့အမေချယ်ရီကိုပို့ပြီးဆိုငါမင်းမရမင်းချာငါလည်းရောက်ပြီအဲ့ရောဆွဲလာရပါဦးမယ်အနေရပြီဆရာရဲ့သမီးဘဝနေရမှာတဲ့ငါသမီးနေနာခါဆရာပြမယ်ဒါငါနေရမယ်အခန်းလေဒီမှာမိုက်တယ်နော်ငါနေရမယ်အခန်းကလည်းလာလိုက်တာငါတို့ကကျောင်းမှာထဲမှာနေရမှာမဟုတ်ဘူးလေသူတို့ပြောတာပဲငါတို့ကဒီမှာပဲနေရမှာတဲ့ငါတို့ပြောတယ်ဆရာပြောတော့ငါသမီးတဲ့ဒီမှာလေမဟုတ်စားချင်စားလို့ရတယ်လက်ဆိုင်နဲ့ရောက်ပြင်ရောင်းလို့ရတယ်ငါတော့ဆိုင်မရောက်တော့ဘူးအနောက်မှာလည်းလာနေရပဲဟေးငုံချောင်းနေတူလိုက်တာဟဲ့အမနေဟဲ့ဒီဘက်ကနေ shop ထွက်ပြန်ပြီငါရွာဆွဲစကုန်တုံးတော့စကလုံးတော့ဝင်နေရွာဆွဲစကလုံးတော့ငါတို့လေရွာမြငါတော့မဟုတ်ပါဘူးငါပြောလိုက်ချင်းဟဲဒီမှာငါရဲ့အခန်းဟောဟဲပူစီလေးအဲ့ဒီဘာလဲငါရဲ့ခန်းတော့အဲ့ဒီဘာလဲငါရဲ့ခန်းတော့မိုက်တယ်အနောက်ကသွားကြည့်Oh my god မမ Oh my god အပေါ်တက်ရှိတော့မသိဘူးတဘာခလုတ်လေးလည်းမသိဘူးနေကြည့်လားမီခလုတ်ချင်တယ်ပွင့်စေဟဲ့ပွင့်စေပါဆိုနေငါသွားထိုင်နေပွင့်စေဘာကြီးတယ်ငါစဉ်းစားနေမပြောတော့တော်ပါဟဲ့မာကုန်ပြီကျေးဇူးတင်ပါတယ်ဆရာရေသမီးကိုအဲ့လိုလုပ်ပြတဲ့ဟဲ့အခုကြောင်းသွားချိန်မဲ့အမေသမီးကိုကဲပါသမီးကိုဒီနေ့အဲ့ဒီချမှဖြစ်မယ်အောင်မေတော့ဒီနေ့ကြောင်းပိတ်တာပဲအိတ်လေးချလိုက်ပါအောင်မယ်အင်းကြီးလေးလေလိုက်ပါအောင်မယ်တော့မိုက်တာငါတိတ်ချကြည့်အောင်ပါပဲဘာတွေအများကြီးပါသေးလဲလို့ငါကြိုက်ပဲ
ငါကြည့်လောက်တော့ကတော့မဆိုးပါဘူးဒါလေးဆိုရင်ပဲမွေးလေးပါမယ်ထိုင်လို့လဲရမယ်တငယ်ချင်းလေးနဲ့ဘာလို့ကြွကြတာပြောမယ်ပေါ့နော်ပြောပြီးရင်ဒီ channel ဝင်ပြီးရင်တချင်းလေးဘာညာရေးဆိုပြီးကဲမယ်ပြီးရင်မောလာပြီဆိုရင်ဟဲတက်မယ်မောလာပြီဆိုရင်ဒီနားမှာလဲလိုက်ရုံပဲလဲလိုက်ပြီးဗီဒီယိုလေးလည်းရိုက်လို့ရပြီအမေကိုလည်းပြလို့ရတယ်ပြီးရင်ငါတို့အပြင်မှာကြည့်ခလိုက်အပြင်မှာအပြင်မှာဘာခိုလို့ရဟာအမလေးငါဒါရေးစီရတာခေါင်းမူတောင်ဖြစ်လာပြီတော်ပြီငါအောက်ပြန်ဆင်းပြီးပဲနေတော့မယ်အမလေးဟဲ့အလကားနေနဲ့ပြီးကြွနေအောင်ဖူစင်းတဲ့ကဲငါပိုက်စားလိုက်တာမတော်ဝဲအောင်မပဲမတော်ဝဲစပိတ်နဲ့ပဲတော်ဝဲမဲ့ငါကကမ်းစီတဲ့ဘူး let's go တော်ဝဲကြမယ်တော်ဝဲဟိုမှာဆိုင်တခုပါလားငါတော်ကြည့်အောင်မဲဒါပါကြီးလေဒါအနေဆိုင်ငါယူမဆိုင်ဖြတ်မှာပဲငါဖြတ်ခြင်းပြန်ဖြတ်ခြင်းဖြတ်ဒါဘာအဆောင်လဲဟဲ့ငါတို့ဆောက်လို့ရတယ်လေမီမာမီအမကျမကိုလေမုတ်တွေပေးနော်ဟဲ့နေကြိုက်တယ်နေယူပါဘာလို့ငါမုတ်တွေပေးအောင်မနေကြိုက်တယ်နေယူလေဝဲလေဘာဖြစ်လားဒီပါဟဲ့အမကျမကိုကုန်ပေးအမလေးဟဲ့စူပါပီပနနောအမလေးမုတ်တွေများရပြီငါပြီအိမ်ရောက်ပြီးတော့မုတ်တွေများစပ်ပြစ်မယ်ပိတ်တဲ့ကြီးရေးဒါကအပိုင်းတင်းနှစ်ရှိသေးလားဆိုတာအားလုံးပဲစောင့်ကြည့်ပေးကြအောင်နော်တင်းနှစ်ကတော့ရှိလောက်မယ်လို့ထင်တယ်ဒါပေမဲ့မရှိလောက်ဘူးပေါ့နော်ဟဲ့ငါမေ့နေတာဒီမှာလဲစားလို့ရတယ်လေထားလိုက်ပါတော့ဒီမှာပဲငါရီမိုတ်တွေရောင်းကြမယ်မုံရောက်မယ်အဆောင်လေးကကြဲလေးစိတ်ညစ်လိုက်အောင်ဖြစ်တယ်စိတ်ပျော်လိုက်တာမုံစားမယ် let's go rice ball လေးစီးစားမယ်yummy စားလို့ခိုင်ကအမောင်းဆုံးလည်းငါအကြိုက်ဆုံးခိုင်okay အရင်ဆုံးငါဒီမှာဈေးရောက်လိုက်အောင်မယ်အကင်းနေရမယ်နော်စုံပလုံးအစီရပြားမမကြအစုံရမယ်နော်အမဆိုင်ကိုလာအားပေးလို့ရအမညီမဆိုင်ကိုလာအားပေးလို့ရရင်တော့မနေ့ဖြန်ပိတ်တယ်နော်မနေ့ဖြန်ပိတ်တော့မှရှာချစ်ပြီးလာလူပါဆွဲချခရမယ်ဟဲ့ဒီမှာအကင်းနေစုံနေရမယ်နော်ငါဘေးနားမှာအော်နေရပါတယ်ဟဲ့ဟိုမှာညီမတော့ဘယ်တော့ရောင်းလဲမွေးရပါအကွန်လေးဟုတ်တယ်ဒါကျမတို့ရဲ့ special လေ1000ဘိုးဘယ်တော့ရောင်းလဲရှင်နော်1000ဘိုးကိုရောင်းနေထင်တယ်1000ဘိုးရောင်းလေဟိုးရှေးခေတ်ဒီသွားရင်တော့နော်ရှေးခေတ်ညမပေါ်ခင်ထိသွားလိုက်တော့နော်1000ဘိုး900ဘာမရဘူးငါတသိန်းဘိုးဆိုရင်ဒီပေါ့နော်ငါကြီးတော့မရဘူးအသားသေးပြပေးရမစီကြည့်လိုက်တာကွာဝဲမလားမွေးကိုဝဲမဲတော့အကုန်ပေးနော်အကုန်ပေးတော့ငါဘာသွားရအောင်မအကုန်ပေးတော့ဆိုရင်ရှာချင်းနဲ့သွားပြီရှာခရတဲ့ကဘောနဲ့မကောင်းဆက်နေတော့ကွာတော်ပြီငါရောငါပြန်တော့မယ်အမေအကရရမွေးနာပဲစားပြေစင်းဒီနေ့တော့ဖေးပေါက်ပဲဟေးငါသိန်းကျော်ငါဂရေကျော်ကြီးကြည်ရတဲ့အများကြီးပဲငါအမေကိုဖုံးဆက်လိုက်အောင်မယ်ခဏလေးငါအမေကိုဖုံးဆက်လိုက်အောင်မယ်ဖုံးနံပါတ်နှိပ်လိုက်အောင်မယ်39 963 ဟယ်လိုအမေသမီးဒီမှာပြောရဲရှင်ဒီမှာကြည့်လိုက်ဘလောက်လာလဲကိုကြည့်လိုက်အေးသမီးရောလိုက်တောင်အမေရောနေနေနဲ့မင်းဒါပဲနော်သမီးဖုံးပေးကုန်တော့မယ်ဟုတ်ကဲ့သမီးရေစိတ်ညစ်လိုက်တာပြောလိုက်တာစိတ်ညစ်လိုက်တာ
ဒါပါခဏဒါပါလေးလည်းမသိငါကောက်ဒီဗီဒီယိုထဲမှာပါလေးလည်းမသိငါကောက်ပြီးတော့ကောက်ကြအောင်ပါပဲမောလိုက်တာဟဲ့ငါပိတ်ပြီးတော့ပြောနေရဘူးဒီမှာကြည့်နော်ကျမရဲ့ဟာဘယ်လောက်လာလဲတွေ့လားကျမရဲ့ဟာနော်တော်တော်လာနော်ဒီမှာကြည့်ကြရဲ့ကျမကြောသေးရရှိရယ်မှန်ကြည့်နော်ငါပိတ်ပြီးရိုက်မိနေရငါဒီစာကျမရဲ့ငါးကင်ဆိုင်လေးပေါ့နော်ငါးကင်ဆိုင်ရတယ်ဆိုရင်ယူမတ်ဆိုတဲ့ဆိုင်လေးရဲ့ဒီနဲ့အိမ်ကျော်အရှိမှာပေါ့နော်ရှိရပေါ့နော်ခုနကလည်း customer တယောက်ကလေအများကြီးလာအားပေးတော့ပေါ့နော်အခုမှ channel ရထောင်တရအတွက်အဲ့ subscribe လုပ်ပေးကြပါအောင်နော်ဒါကြီးကျမရဲ့ channel နေတက်တာကျမ channel လာနေရောပဲဒီမှာဆိုရင်အစားတောက်တွေစားလို့ရရဲ့တကယ်ချင်းနေနဲ့ဟိုကျမကတော့တက္ကသိုလ်ပဲဖြစ်ပါတယ်ဘယ်လောက်လာလဲကြည့်လိုက် channel ပြမယ်ပေါ့နော် channel ရကြရင်ဒါလေးပဲဖြစ်ပါတယ်မတော်မိုက်တယ်နော် YouTube channel ကအခုမှထိုင်တာနော်မကြီးပြမယ်နောက်မှပြမယ်မကြီးထိုင်လို့လဲရတယ်လဲလို့ရလာတယ်ကြောင်းရတန်နေတဲ့စတူလို့ရတယ်အားလုံးပဲအပိုင်းနှစ်ကိုအပိုင်းတက်ကိုပြန်လဲစောက်ကြည့်ကြပါအောင်နော်အပိုင်းနဲ့နော်အားလုံးပဲပပိုင်း